လေရင်ကြီးစီးပြီးသူမစီကိုသွားမယ်လေရင်ကြီးစီးပြီးကိုစီကိုသွားမယ်ဗီဒီယိုလေးတွေကသင်တို့ကိုအကျိုးတစုံတရာရရှိစေမှာပါသင်တို့စီက like and follow ကိုပြန်ရမယ်ဆိုရင်ကျွန်တော်ရဲ့ကြိုးစားမှုတိုင်းကအင်အားပါပဲကဲ let's go Where are you going ဘယ်ကိုသွားမလဲ I'm going abroad ကျွန်တော်ကျမနိုင်ငံခြားသွားမယ် How will you go ဘယ်လိုသွားမလဲ I will go by plane လေယာဉ်နဲ့သွားမယ် Have you booked your ticket လက်မှတ် book လုပ်ပြီးပြီလား Yes I have booked it ဟုတ်ကဲ့ book လုပ်ပြီးပြီ When is your flight မင်းရဲ့လေယာဉ်တစ်ချိန်လဲ It's tomorrow morning မနက်ဖြန်မနက်ပါ What will you do at the airport first လေဆိပ်ရောက်ရင်ပထမဆုံးဘာလုပ်မလဲ I will check in လုပ်မယ် What comes next ပြီးရင်ဘာလုပ်မလဲ I will go through immigration လူဝင်မှုကြီးကြပ်ရေးဖြတ်မယ် Will you go through security check လုံခြုံရေးစစ်ဆေးမှုဖြတ်ရမလား Yes of course ဟုတ်တယ်သိကြပဲ Where will you wait ဘယ်မှာစောင့်မလဲ At the boarding gate မှာ When will you board the plane ပချင်းလေယာဉ်ပေါ်တက်မလဲ When they call my flight လေယာဉ်ခေါ်တဲ့အချိန် Are you excited စိတ်လှုပ်ရှားလား Yes I am very excited ဟုတ်ကဲ့အရန်စိတ်လှုပ်ရှားလေ What will you do on the plane လေယာဉ်ပေါ်မှာဘာလုပ်မလဲ I will relax and enjoy the flight အနားယူပြီးပျော်ရွှင်မယ် Will you wear your seat belt ချိန်လား Yes I will ဟုတ်ကဲ့ချိန်မယ် When will you arrive ပချင်းရောက်မလဲ I will arrive in the evening ညနေရောက်မယ် What will you do after arrival ရောက်ပြီးရင်ဘာလုပ်မလဲ I will collect my luggage အိတ်တွေယူမယ် What will you do next နောက်တစ်ဆင့်ဘာလုပ်မလဲ I will leave the airport လေဆိပ်ကထွက်မယ်